အောင်မြင်မှုဆိုတာကကန်တရားတတ်ပဲလားတကယ်တော့မဟုတ်ပါဘူးဒီနေ့ရှင်းလင်းတင်ပြချက်မှာငွေကြေးချမ်းသာမှုရဲ့နောက်ွယ်ကတကယ်လို့လိုချက်တွေကိုအထူးထူးဖော်ထုတ်သွားကြမယ်အောင်မြင်မှုဆိုတာကန်တရားတစ်ခုတည်းကြောင့်မဟုတ်ပဲမှန်ကန်တဲ့အတွေးခေါ်နဲ့စနစ်ကျတဲ့လှုပ်ဆောင်မှုတွေအပေါ်အခြေခံထားတယ်ဆိုတဲ့အချက်တွေကိုမူရင်းအချက်လက်တွေပေါ်အခြေခံပြီးလေ့လာသွားကြမှာပါကဲချမ်းသာကြွယ်ဝမှုကိုဒီဆောင်နိုင်မဲ့အခြေခံသဘောတရားတွေကိုအခုဝဲစတင်ကြည့်လိုက်ရအောင် စဉ်းစားကြည့်အောင်လူတိုင်းနေမှာညာမနာအလုံးလုံးနေကြတာပဲဒါပေမဲ့တချို့ကကြီးမားရဲ့ချမ်းသာကြွယ်ဝမှုတွေကိုဖန်တီးနိုင်ပြီးတချို့ကြတော့ဘာလို့တစ်ချင်းလုံးရုန်းကန်နေရစေလဲနေ့စဉ်ပြင်ပမှန်လုံုံနဲ့တကယ်တော့ချမ်းသာလာနိုင်မှာမလားအဖေကရှင်းပါတယ်ကျွန်တော်တို့အလုံးလုံးနေတဲ့ပုံစံသက်ဆိုင်ရင်အခွင့်အရေးတွေကိုဘလို့ရှာဖွေဖန်တီးနေတယ်လဲဆိုတာကပိုပြီးအရေးကြီးနေလို့ပါပဲ ဒီတော့ရိုးရာယူရဲ့စင်ဟောင်းဒီကိုအရင်ဆုံးဖျက်ချလိုက်ကြဆိုကန်တရားကိုယုံတာအချင်းကောင်းကိုထိုင်ဆော့နေတာအချင်းဒီအများကြီးပြေးပြီးပြင်ပန်းခံနေတာတွေဟာလုံးဝကိုအယူဆမှားတွေပါတကယ်လက်တွေ့မှာချမ်းသာကြွယ်ဝမှုဆိုတာအခွင့်အရေးတွေကိုကိုယ်တိုင်ဖန်တီးယူတာထိပါပဲအရာရာပြီးပြည့်စုံမနေပေမဲ့ရဲရဲဝံ့ဝံ့စတင်တာပြီးတော့ view ကကြလူဆောင်တာတွေကဒါအမှန်တရားပါကန်တရားဆိုတဲ့ထောင်ကျောက်ထက်ကနေယုံထွက်ပြီးလက်တွေ့ကြတဲ့ view တွေဘက်ကိုအာယုံဆက်လိုက်ကြအောင်ပထမဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုဘလို့ပြုတ်ပြင်ပြောင်းလဲမလဲတာမန်အများဆုံးနဲ့ဘလို့ခွဲထွက်မလဲဆိုတာကိုကြည့်လိုက်ရအောင် ဒီနေရာမှာအထက်ကမှတ်ထားရမှာကပြီးပြည့်စုံတဲ့အစဆိုတာလုံးဝမရှိဘူးဆိုတာပါပဲဘာပဲဖြစ်ဖြစ်ကိုတက်နိုင်တဲ့အနည်းဆုံးရင်းနှီးလေးနဲ့အရင်စတင်လိုက်ပါအရာရဲ့အစင်သင်းဖြစ်မဲ့အချိန်ကိုထိုင်ဆောင်နေမယ်ဆိုရင်ဘလို့မစဖြစ်မှာမဟုတ်ပါဘူးစလိုက်ပါပြီးရင်လုံဟင်းကိုင်ရင်းနဲ့ကြီးထွားလာတဲ့အညာအလိုအပ်တာတွေကိုလိုက်ပြင်သွားပါတကယ်အောင်မြင်သူတွေဆိုတာအစင်သင်းမဖြစ်ခင်ကတည်းကရေးရေးကြီးစတင်ခဲ့ကြသူတွေချီပါပဲ တတိထားမိကြလားတော့မသိဘူးဝင်ငွေအမျိုးမိရှာနေတဲ့သူတွေဟာတာမန်လူလေးရဲ့မျက်စိထဲမှာနည်းနည်းတော့ထူးဆန်းနေတတ်ကြတယ်ဘာလို့လဲဆိုတော့တို့တော့ဓမ္မယုတ်ချက်ဘန်လေးတွေကနေလုံးဝဖောက်ထွက်ပြီးစဉ်းစားတတ်ကြလို့ပါဒီလိုထူးဆန်းတဲ့အားသာချက်ကပဲတကယ်အောင်မြင်မှုစီကိုတွန်းပို့ပေးတာပါပုံမှန်တိုင်းတွင်ပုံမှန်ရလာပြရမှာပေါ့ထူးခြားတဲ့ရလာလို့ချင်းတော့ထူးခြားတဲ့အတွေးခေါ်တွေရှိဖို့လိုအပ်ပါတယ် နောက်တစ်ချက်ကကိုဘသူစကားကိုနားထောင်မယ်ဆိုတာပါဒါရန်အရေးကြီးပါတယ်တာမန်လူများစုရဲ့အတန်းတွေစေတနာတော့ရှိပေမဲ့အတွေ့အကြုံမရှိသူတွေရဲ့အကြံပေးချက်တွေရိုးရာလမ်းကြောင်းဟောင်းကြီးကိုပဲညွန်ပြနေတဲ့အတန်းတွေကိုခဏလောက်နားပိတ်ထားလိုက်ပါတကယ်တိုင်ပေးမယ်ဆိုရင်ကိုထက်တော်ကြီးလက်တွေ့မှာအောင်မြင်ပြီးသားသူတွေနဲ့ပဲတိုင်ပေးမှာဒါမှသာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုအမြန်ဆုံးရောက်ရှိနိုင်မှာပါ အဆင့်နှစ်အနေနဲ့ချမ်းသာကြွယ်ဝမှုရဲ့ယဉ်တရားတနည်းအားဖြင့်ငွေကြေးတွေတကယ်တမ်းဘလို့စီးဆင်းနေတယ်လဲဆိုတာကိုလေ့လာကြည့်ကြအောင် ငွေရှာတဲ့နေရာမှာတတိထားရမယ့်အကြီးမားဆုံးထောင်ချောက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ချင်းနဲ့ခွန်အားကိုလှုပ်အားခနဲ့တိုက်ရလဲလွယ်နေတာပါပဲဒီနီလန်းနဲ့တော့ကြီးမားတဲ့ချမ်းသာမှုကိုဘယ်တော့မှမရနိုင်ပါဘူးတကယ်ချမ်းသာမှုဆိုတာပိုပြီးကျေပြန့်လာနိုင်တဲ့နီလန်းတွေတခြားသူတွေအလွယ်တကူလိုက်မလုံနိုင်တဲ့တီးတန့်ကျွမ်းကျင်မှုတွေကိုအသုံးပြုရကနေထောက်ပေါ်လာတာပါရိုးရိုးကြီးစ조사နေုံတဲ့ချက်မှန်ကန်တဲ့နီလန်းကပိုပြီးအရေးကြီးတာပါတချို့ကအရာအလုံးကိုသူညာကနေအစ်စ်ပြန်ဆော့ရမယ်လို့ထင်နေတတ်ကြတယ်တကယ်တော့အောင်မြင်ဖို့အမြန်ဆုံးနီလန်းဟာအခြားသူတွေတဲ့အောင်မြင်ပြီးသားမှုပေါင်းတွေကိုတေချာလိလာပြီးကုယူအသုံးချတာပါပဲကိုယ်တိုင်အမားတဲ့အများကြီးလိုက်လုံနေမဲ့အစားလမ်းကြောင်းမှာမော်ရောက်ပြီးသားသူတွေရဲ့ခြေရာကိုလိုက်နေတာဟာအခြေကုန်းနျူပင်ပန်းတတ်တာစေတဲ့အကောင်းဆုံး view ဟာဖြစ်ပါတယ်လေးလာပါအတူယူပါ နောက်တစ်ခုသိထားရမှာဒါချမ်းသာမှုဆိုတာနေတိုင်းပုံမှန်လေးတစ်ခေးပြေးတိုးတက်လာတာမျိုးမဟုတ်ဘူးဆိုတာပါပဲပထမနှစ်တွေမှာလေးလာတင်ယူပြီးအတွေ့အကြုံတွေကိုရေမျိုးလို့စုပ်ယူရမှာပဲပြီးရင်ခိုင်မာတဲ့အခြေခံအုံးမြစ်ကိုတေးကြချရမှာပဲအဲ့ဒီနောက်မှာမှအခွင့်အရေးတစ်ခုကိုတေးကြဖန်ဆုပ်လိုက်နိုင်တဲ့အချိန်ကျရင်ရုတ်တရက်ဆိုတို့ကြီးမားတဲ့အောင်မြင်မှုကိုရရှိသွားတတ်ပါတယ်ဒါကိုကြိုတိထားမှသာအစပိုင်းမှာရလမမြင်ရသေးလို့စိတ်ပြတ်အားငယ်တာမျိုးတွေမဖြစ်မှာပါ အခုဆိုရင်အဆင့်3ဖြစ်တဲ့ခစ်တဲ့အကောင့်ထဲပေါ်မူအပိုင်းကိုရောက်ထားပါပြီယနေ့ခေတ်ချင်းနေမှာဒီပြောဟာတွေကိုဘယ်လိုလက်တွေ့အသုံးချမလဲဆိုတာကြည့်လိုက်ရအောင် လုပ်ငန်းရွေးချယ်ခြင်းဟာပြိုင်ပိုက်ရွေးချယ်ခြင်းဖြစ်ခြင်းဒီစကားလေးကိုတေချာစဉ်းစားကြည့်စေခြင်းပါတယ်လုပ်ငန်းတစ်ခုကိုစတင်တော့မယ်ဆိုရင်ကိုဘလို့ပြိုင်ပိုက်တွေနဲ့ရင်ဆိုင်ရမယ်ဆိုလားကိုပါတခါတည်းရွေးချယ်လိုက်တာပါပဲဒါကြောင့်ကိုယ့်ရဲ့တီးတန့်အားသာချက်တွေစွမ်းရည်တွေနဲ့မကိုက်ညီတဲ့နယ်ပယ်တွေဆိုရင်ရဲရဲဝံ့ဝံ့ကိုဆွလွတ်နိုင်တဲ့တတ်တည်ရှိဖို့အလုံးအရေးကြီးပါတယ်ကိုအတားစီရနိုင်မဲ့ကွန်းပါပဲဝင်ကစားပါ ဒီခေတ်ကြီးမှာငွေနဲ့နီးစပ်ဖို့အတွက်မရှိမဖြစ်တတ်ထားမဲ့စွမ်းရည်တွေရှိလာပါပြီ content လို့ခေါ်တဲ့အကြောင်းအရာတွေဖန်တီးနိုင်စွမ်းခေတ်နဲ့အညီဖြောင်းလဲနေတဲ့ marketing view ဟာတွေကိုနားလဲအသုံးချနိုင်စွမ်းတဲ့လူတွေရဲ့အာရုံကိုဖန်ဆာပြီးဆွဲဆောင်တင်သွင်းနိုင်တဲ့အတတ်ပညာတွေဒါတွေဟာလုံးဝကိုရှိထားမဲ့အရာတွေပါဒီစွမ်းရည်တွေကိုကျွမ်းကျင်ပိုင်နိုင်ခြင်းဟာယနေ့ခေတ်ရဲ့ငွေရှာခြင်းညီမျှခြင်းမှာလုံးဝချမ်းလက်ထားကြလို့မရတဲ့အစိတ်ပိုင်းတွေဖြစ်ပါတယ် အခုကျွန်တော်တို့ပြတိုင်းနေတာကတည်င်းအချက်လက်ခက်ကြီးပါလူတွေဟာရုပ်ဝတ္ထုပစ္စည်းတွေတက်တက်ထက်ပုံရိပ်တွေအမြင်တွေ
နဲ့အကြောင်းအရာတွေကိုပို့ပြီးဝယ်ယူစားသုံးလာကြပါတယ်။ဒါကြောင့်မို့လို့ဘ ਹੁ တုတာတွေတင်းအချက်လက်တွေကိုတေချာထုတ်ပိုးပြီးရောင်းချနိုင်မယ်ဆိုရင်စီးပွားရေးလုပ်ရတာအရင်ကထက်အများကြီးပိုလွယ်ကူလာပြီးကြီးမားတဲ့အားသက်ချက်တွေကိုရရှိလာနိုင်ပါတယ်။ဒီခေတ်ရဲ့စားသုံးသူတွေတကယ်ဘာလိုချင်တယ်လဲဆိုတာကိုနားလည်ဖို့အရန်ရည်ကြီးပါတယ်။ scale တို့မို့偏见နိုင်စွမ်းဒါဟာအမြင့်ဆုံးချမ်းသာကြွယ်ဝမှုရှိသွားတဲ့အဓိကတော့ချက်ပါပဲလူရည်အတွက်ဘယ်လောက်ထိရောက်ရှိနိုင်တယ်လဲဆိုတာနဲ့ဝေရှာနိုင်တဲ့အခွင့်အရေးကတိုက်ရိုက်အချိုးကျနေပါတယ်တွေးကြည့်ပါလူ10ယောက်ကိုဝန်ဆောင်မှုပေးတာတဲ့လူတစ်တောင်းကိုတစ်ချိန်တည်းမှာဝန်ဆောင်မှုပေးနိုင်တဲ့နီလန်ကိုရှာတွေ့ပြီးဆိုတာနဲ့ဝင်ငွေကလည်းအစမတန်တိုးပွားလာမှာအသေးချပါပဲပရိသတ်ပုံများလေအခွင့်အရေးပုံများလေပါပဲ အခုဆိုရင်အဆုံးအသက်ကောက်ချက်အနေနဲ့ချမ်းတော်သူတို့ရဲ့စိတ်တရတော့ဘာတွေဖေးဆက်ရမလဲဆိုတာကိုကြည့်ကြရအောင် ဒီနေရာမှာအရေးကြီးဆုံးသင်ခန်းစာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ချက်ချင်းရမယ့်တာယာမှုတွေကိုခဏရွှေ့ဆိုင်းထားပြီးအစပိုင်းမှာတက်တောင့်တတရှိမှုတွေကိုရှော့ချပစ်ဖို့ပါပဲ။မှန်ပါတယ်။ဒါဟာခက်ခဲတဲ့စီကံချက်တစ်ခုပါ။ဒါပေမဲ့ဒီလိုခဏတာပေးဆက်လိုက်ခြင်းအပြင်နောက်ပိုင်းမှာကိုယ်တကယ်လိုချင်တဲ့ဘဝပုံစံကိုလွတ်လပ်လပ်ရွေးချယ်ပိုင်ခွင့်ဆိုတဲ့အကြီးမားဆုံးဆုလောက်ကိုရရှိလာမှာဖြစ်ပါတယ်။ရေရှည်လွတ်လပ်ခွင့်အတွက်ကာလတို့စီကံရှိမှုကမရှိမဖြစ်ကိုလိုအပ်ပါတယ် ကဲအခုဆိုရင်ကိုပြန်မေးကြည့်ရမယ့်အချိန်ရောက်ပါပြီရိုးရိုးရှင်းရှင်းအလို့ကြိုးစားရုံတက်တက်နဲ့တကယ်ပဲလုံလောက်နေပြီလားဒါမှမဟုတ်တာမန်တွဲခေါ်ရင်းနဲ့ဖောက်ထွက်ပြီးမှန်ကန်တဲ့နီလားမှန်ကန်တဲ့ viewer တွေစီကိုပြောင်းလဲရမယ့်အချိန်ရောက်နေပြီလားတေချာတာကတော့ချမ်းသာကြွယ်ဝမှုဆိုတာကန်တရားမဟုတ်ပဲမှန်ကန်တဲ့နည်းစနစ်နဲ့ရွေးချယ်မှုသာဖြစ်ပါတယ်ဒီထင်ပြချက်ကနေတစ်ချက်အဖြစ်မှန်ကိုရှာတွေ့နိုင်ကြပါစေ